嗨，大家好，欢迎来到小月中文。ဘလောက်လဲရေးတက်လို့ရတဲ့အရာကိုပြောမယ်ဆိုရင်几ဘလောက်လဲနေပန်းဒီဘယ်နှလုံးယူမလဲ你要几个苹果你要几个苹果နေအာလူဘယ်နှကီလိုယူမလဲ你要几斤土豆你要几斤土豆ဘလောက်လဲရတက်လို့မရတဲ့အရာတွေကိုပြောမယ်ဆိုလို့ရှိရင်多少ဒီပန်းသီးက1ကီလိုဘလောက်လဲ这苹果一斤多少钱这苹果一斤多少钱ဒီပစ္စည်းကဘယ်လိုရောင်းတာလဲ这个东西怎么卖这个东西怎么卖这个东西怎么卖အခုမှတရုတ်စကားကို basic ကနေပြီးတော့စတင်လေ့လာမဲ့သူတွေအထည်ချုပ်သုံးတည်တဲ့အလေ့လာခြင်းတဲ့သူတွေအတွက်မဆီမာ PDF ဖိုင်လေးတွေရောင်းပေးနေပြီနော်